高举夜阳夜的万苗金刚山。
Yesu 抓牢，别再轻看远，别再轻。
နိုင်တဲ့ရှင်ခွင့်ပေးတော်ဖျားကိုရောဘုံတော်သားရဲ့ချီးမြတ်ပါ၏အိုးကိုရောသားလေးချီးမွမ်းခြင်းထိုက်တန်တော်ဖျားအာမင်ရှင်ကိုပေးတော်ဖျားကိုရောကိုချီးမွမ်းပါ၏ဟာလေလုယာအာမင်နေမောက်တော်တဲ့စနိုးရှိနေခြင်းဒီခင်နဲ့နာတော့
သမီးတို့ရဲ့အလဲမှာကိုရောလို့ရှာတော်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်အာမင်ကျန်ရှိနေတဲ့တော့ချိန်တိုင်းမှာလဲကိုရောကျွန်တော်တို့နဲ့အတူပါရှိတော်မူမိကြောင်းတပါးတည်းသောယေရှုနာမကိုမြည်ပြုလဲဆုတောင်းစကားနံပါတ်ဖျက်တဲ့ခင်အာမင်哈利路亚，哈利路亚，阿伦哥，耶稣那么那边来就是话的，你冇多看啥呀？巴得啦，看啥呀？巴的喏，怎么如果你冇多听过随口背的，但是那为你那呢就 worship team 呀个แล้วเขาที่เบียกงดูใจอ่ะอาเมนอาเมนဆိုတော့ကျမတို့ဖျက်ရှင်ကအယံကိုကောင်းမြတ်တာဖြစ်တယ်ဟုတ်တယ်နော်အချိန်တိုင်းနေရာတိုင်းစက္ကန့်တိုင်းပေါ်မှာကျမတို့ပေါ်မှာတစ်စက္ကလေးမှမြတ်တာမပြတ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအမြဲတမ်းယေရှုတော်ရင်းနဲ့ပဲလွှမ်းခြုံပေးတဲ့ဖခင်ဖြစ်တယ်ကျမတို့တွေလေတစ်ခါကြလို့ရှိရင်ယေရှုတော်ချီးမွမ်းဖို့အချိန်တော်မေးတဲ့အချိန်တော်မဟုတ်ပါဘူးတမင်တကာယေရှုတော်မတင်တဲ့အချိန်တွေကပိုများတယ်လေနော်ဒါပေမဲ့ဖခင်ရှင်ကကျမတို့ပေါ်မှာအမြဲတမ်းသူ့ရဲ့ဂျေဇုတွေထက်ခါတွန်းလောင်းပြီးတော့အမြဲတမ်းဂျေဇုပြုနေတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့အဲ့ဒီဖခင်ကိုကျမတို့ပိုင်ဆိုင်ထားရတာဘလောက်တောင်မှပဲနော်ကျမတို့အယံကိုထူခြားတဲ့သူတွေဖြစ်တယ်အာမင်ကျမတို့အဲ့ဒီဖခင်ရှင်ကိုလေသိခွင့်ရတာလေကျမတို့အယံကောင်းကြီးဖြစ်တယ်နော်ဟာလေလုယာဆိုဖျားရှင်အကောင်းမြတ်ခြင်းကိုကျမတို့ကြွေးကြော်ကြမယ်ဖျားရှင်ကောင်းမြတ်ပါတယ်၃ကြိမ်ဒီနေ့တော့ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်အာမင်ဟာလေလုယာကျမတို့ရဲ့ထပ်ပြီးကြွေးကြော်ရအောင်ဖျားရှင်အကောင်းမြတ်ခြင်းနဲ့အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်မြန်မာစီစဉ်ပေါ်မှာဇက်စီရဲ့မြန်မာစီစဉ်ပေါ်မှာဆိုပြီးတော့ကျွန်တော်၃ကြိမ်ကြွေးကြော်ရအောင်ဒီနေ့တော့ဖယားရှိကောင်းမြတ်ပါတယ်ဇက်စီရဲ့မြန်မာစီစဉ်ပေါ်မှာဖယားရှိကောင်းမြတ်ပါတယ်ဇက်စီရဲ့မြန်မာစီစဉ်ပေါ်မှာဖယားရှိကောင်းမြတ်ပါတယ်ဇက်စီရဲ့မြန်မာစီစဉ်ပေါ်မှာအာမင်ယေရှုတင်နဲ့ရောက်ချင်းစီရင်ဆိုတော့ကျွန်မဒီနေ့မျက်နှာသစ်လေးတွေတွေ့ရပေါ့နော်တကယ်လို့ကျွန်မတို့ဒီနေ့ဇက်စီရဲ့မြန်မာစီစဉ်မှာပထမဦးဆုံးကျမအနေနဲ့ကျွန်တော်အနေနဲ့လာရောက်ပါဝင်တာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျမတို့ကျေးဇူးပြုပြီးရှိတဲ့နေရာလေးမှာမတည့်ရပြီးလို့ရနိုင်မလားကျမတို့ကြိုးဆိုချင်တာဖြစ်တယ်တကယ်လို့များရှိခဲ့တယ်ဆိုလို့ရှိရင်
ဟုတ်ပြီမတယောက်ရှိတယ်ဟုတ်ပြီဆိုမင်္ဂလာပါယေရှုနာမနဲ့ကြိုဆိုပါတယ်ကျမပဲသူ့ကိုမိတ်ဆက်ပေးလိုက်တော့မယ်သူကပြန်တင်းရဲ့ညီလေးဖြစ်တယ်နော်ကျမကျေးဇူးတင်တယ်ပြန်ထိုင်လို့ရပါပြီဆိုတော့โอเคကျမတို့ဖျားရှင်ရဲ့မျက်နှာသာကိုမျက်မှောက်တော်ကိုတစ္ဆာရှိစွာလာရောက်ရှာဖွေကြတယ်ကျမတို့ကိုကျမတို့လည်းဂုဏ်ပြုတဲ့အနေနဲ့လက်ခုပ်တီးကြရအောင်โอเคအာမင်ဆက်လက်ပြီးကျမတို့ပေးကမ်းခြင်းကိုတွားချင်တယ်ကျမတို့ကအလူငွေစက္ကပ်ပေးဖို့ဆရာထံသားနဲ့အလူငွေကောက်ခံပေးမဲ့သူများ worship ခြင်းများကိုတခါလေးယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ် ကျွန်တော်တို့အလုံးငွေများနဲ့ဖျားကိုဘလောက်ချစ်တယ်လဲဆိုပြရအောင်နော်ကိုရောကျွန်တော်တို့ဒီလောက်နဲ့ကိုရောကိုချစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကိုယ်တိုင်စက်ကပ်ပြီးတော့ဆူတောင်းရအောင်မြတ်တော်ဖဖျားရှင်ကိုရောကိုကျေးဇူးတင်တယ်ကိုရောဝပြုကိုကိုချီမလာရောက်တဲ့အခါမှာကိုရောရဲ့ပေးတနာတော်မူတော့ကောင်းချီးများထဲကအကောင်းဆုံးသောလူငွေများကိုယူဆောင်လာပါ၏အတုံးပြတဲ့နေရာမှာကိုရောနိုင်ငံတော်ကိုခြေပြင်းဖို့ကိုရောဘုံတော်ထင်ရှားဖို့ကိုရောချစ်ချင်းမြတ်တာတည်နိုင်ဖို့တဖြစ်စေတော်မူပါဘေကန်တော်ရောက်စီတိုင်းပေါ်မှာလေမတူနေတဲ့ကိုရောရဲ့အတူပါစီချင်းအလိုအကိုက်ပေါ်မှာကိုရောမြတ်နာတာရချင်းတော်၎င်းကိုရောရဲ့အတူပါစီချင်းအလုံးစုံရောက်စီတိုင်းပေါ်မှာကိုရောတယောက်ပါစေဒီလိုငွေပြားကိုကိုရောလက်ထဲမှာအနန္တခါတပါတိတော်သားတော်ယေရှုနာမနဲ့ဆုတောင်းစက္ကနံပါတ်ဖာဖျားရှင်အာမင်看在呀，四季是高级美个啦，西真路期望高的寿命，但为老多阿萨古你也现代，为的那罗木多将技术点滴。အာမင်လူငယ်ထဲဝင်ပါဝင်သွားကြတဲ့သမီးအချင်းစီတိုင်းကိုဖျားရှင်အစပေါင်းထောင်တောင်းမကတော့ကောင်းချီးမင်္ဂလာနဲ့ပြန်လေရိတ်သိမ်းရတော့အခွင့်ကိုပေးပါစေဆိုတော့โอเคကျမတို့အစီအစဉ်ပြီးပြီဆိုလို့ရှိရင်အနောက်မှာအချိုရည်နဲ့မုံနဲ့ရှိတယ်ပိုက်စားတဲ့သူတွေပေါ့နော်ပိုက်ဖြေးလို့ရတယ်ဆိုတာကျမတို့သတင်းကောင်းပြောချင်ပါတယ်ဇစီအေရဲ့လက်ဖက်ရည်ဆိုတာအကောင်းဆုံးပဲပေါ့နော်ဆိုတော့ကျမတို့ပိုက်ပြည့်ရင်ပျော်တယ်ခွန်အားပြည့်တယ်ဟုတ်တယ်နော်ဆိုတော့အဲ့ဒီလိုပဲကျမတို့လူခွန်အားပြည့်ဖို့မဟုတ်ဘဲနဲ့ဝိညာဉ်ခွန်အားပြည့်ဖို့လည်းလိုသေးတယ်လေနော်ဆိုတော့ကျမတို့ကိုဝိညာဉ်အစာဖြည့်ဖို့စမချင်နူနဲ့သူ့ကိုတုံးပြမဲ့တရှင်တော်ဝိညာဉ်တော်ကိုအားလုံးပဲမတ်တရက်ပြီးတော့ကြိုဆိုရအောင်ကျေးဇူးတင်တယ်အားလုံးပြန်ထိုင်လို့ရပါပြီဟာလေလုယာဒီကနေ့မှာဖျားခင်ရဲ့ယေရှုတော်ကြောင့်ကျမတို့ပြန်ဆောင်ရတာဖြစ်တယ်ကျမတို့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဖျားကြောင့်မရောက်နိုင်တဲ့သူများများစွာရှိတော်လဲပဲဖျားရှင်ရဲ့ယေရှုတော်ကြောင့်ကျမတို့ကဒီနေရာမှာ
ဖျားမျက်နှာတာကိုပြန်လဲပြီးတော့ခံစားရတဲ့အခွင့်ဖျားခင်ပေးတာဖြစ်တယ်ဒီကနေ့မှာလဲပေါ့နော်ကျမတို့လူလဲအရင်ကထက်ပေါ့နော်ပိုတိုးလာတယ်အာမင်ကျမတို့ဆက်လက်ပြီးတော့ဖျားမျက်နှာတာရှာတဲ့အခါမှာကျမတို့တကယ်ချင်းတွေတော်လကောင်းပေါ့နော်ကျမတို့အချင်းချင်းယုံကြည်သူတွေကိုဆွဲခေါ်လက်ဖျားမျက်နှာတာရှာဖို့ရန်အတွက်ကျမခေါ်ဖက်ချင်ပါတယ်ကျန်းစာတစ်ပိုက်ပေါ့နော်ကျမတို့ဖျားခင်ကိုချစ်ကြောင်းကျမတို့ပြောရအောင်ကျမနောက်ကနေကျေးဇူးပြုလိုက်ဆိုပေးပါအိုထာဝရဖျားကျွန်ုပ်ဤခွန်အားဗလာတီးဟုသောကိုရောကိုကျွန်ုပ်ချစ်ပါ၏โอเคနောက်တစ်ခေါက်ပြန်ပြောရအောင်လို့နော်အိုထာဝရဖျားကျွန်ုပ်ဤခွန်အားဗလာတီးဟုသောကိုရောကိုကျွန်ုပ်ချစ်ပါ၏အာမင်ဒီကနေ့ကျမတို့ရဲ့ခွန်အားဗလာကဘသူလဲဆိုလို့ရှိရင်ကျမတို့ရဲ့ထာဝရဘုရားသားလည်းဖြစ်တာဖြစ်တယ်အာမင်ကျမတို့ကအဲ့ဒီဘုရားကိုကျမတို့ကချစ်ဖို့ရန်အတွက်ဘုရားခင်ကအလိုတော်ရှိတာဖြစ်တယ်အမြဲတမ်းသူ့ကိုချစ်ချင်းမေတ္တာအကြောင်းပြောဖို့ရန်လည်းဘုရားခင်ကျမတို့ကိုအလိုရှိတာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဘုရားကိုချစ်ကြောင်းဘုရားကိုစာငတ်ကြောင်းအမြဲတမ်းပြောတတ်ဖို့ရန်အတွက်ယုံကြည်သူရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေကျမမေခွန်းတစ်ခုမေးချင်တယ်ပေါ့နော်ကျမရွေးချယ်ထားတဲ့ကျမ်းပိုက်ကျမမဖတ်ခင်မှာပေါ့နော်ကျမတို့ကိုစဉ်းစားမယ်ပေါ့နော်တကယ်လို့ပေါ့နော်ဖခင်တယောက်ဖြစ်မယ်မင်္ဂလိတွေဆိုပေါ့နော်မိခင်တယောက်ဖြစ်မယ်အားလုံးကအဲ့လိုမျိုးပဲစိတ်ကိုးပြီးတော့ပေါ့နော်စဉ်းစားရအောင်ကျမတို့တကယ်လို့အဲ့လိုမျိုးဖခင်မိခင်ဖြစ်ပြီးတော့ပေါ့နော်မကြခင်မှာဆုံးခွာသွားမဲ့သူတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိတွေကိုကျမတို့ဘာတွေကိုခြံပေးချင်လဲပေါ့နော်ဘာတွေကိုအမွေပေးချင်လဲဆိုတာပေါ့နော်ကျမစဉ်းစားစေချင်တယ်ပေါ့နော်ရောက်စီတဲ့တာထဲမှာအဆင်ပြေမလားအဲ့ဒါကိုစဉ်းစားရင်းနဲ့ပေါ့နော်ကျမတို့ဖျားသခင်နှုတ်ကပတ်တော်ကိုကျမတို့တိုးဝင်ရအောင်ကျမပြောသလိုပဲပေါ့နော်အဖေတယောက်ဖြစ်မယ်ဒါမှမဟုတ်အဖိုးတယောက်ဖြစ်မယ်အမေတယောက်ဖြစ်မယ်ဒါမှမဟုတ်အဖွားတယောက်ဖြစ်မယ်မကြခင်မှာလောကကိုဆုံးခွာသွားမဲ့သူတယောက်ဖြစ်မယ်ဆိုခဲ့လို့ရှိရပေါ့နော်ကျမတို့ ਨੇ သက်ဆိုင်တဲ့သူတွေကိုကျမတို့အမွေပါပေးခြင်းလဲပေါ့နော်အာမင်အဲ့ဒါတကယ်ပဲအရေးကြီးတာဖြစ်တယ်ကျမတို့ကလောကမှာအသက်ရှင်တဲ့အခါမှာကျမတို့အတွက်ပဲကျမတို့ရုန်းကန်တယ်စားဖို့နေဖို့အမြဲတမ်းရုန်းကန်တယ်ပေါ့နော်ရုန်းကန်တဲ့အခါမှာတစ်ခါတလေကျရင်ကျမတို့ကိုနဲ့သက်ဆိုင်တဲ့သူတွေတော်လကောင်းပေါ့နော်ဖျက်ခင်ပေးထားတဲ့ကောင်းကြီးတွေဖျက်ခင်ပေးထားတဲ့သားသမီးတွေကိုကျမတို့မေတ္တာပြဖို့ရန်တော်လကောင်းသူတို့အတွက်ကောင်းကြီးဖြစ်ဖို့ရန်တော်လကောင်းကျမတို့တစ်ခါတလေကျရင်မေ့နေတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျမဒီမေခွန်းကိုကျမအယုတ်ဆိုင်ကိုမေးတာဖြစ်တယ်ကျမတို့ကယုံကြည်သူကျမတို့တက်တာထဲမှာဆုံးခွာမဲ့သူတယောက်ဖြစ်မယ်ဆိုလို့ရှိရင်သူတစ်ပါးအတွက်ကိုယ့်ရဲ့သားသမီးတွေအတွက်ဘယ်လိုကောင်းချီးဖြစ်မလဲဆိုတာကိုဆင်ခြင်ရင်းနဲ့ကျမဒီနေ့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ကတော့ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး28အငယ်9ပေါ့နော်ဒီတစ်ပတ်မှာလည်းကျမတို့ဖတ်ရတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီနှုတ်ကပတ်တော်ကကျမကိုပြန်လည်ပြီးတော့တိုးထိစကားပြောတဲ့အတွက်ကြောင့်ကျမဒီနှုတ်ကပတ်တော်ကိုရွေးချယ်ရခြင်းဖြစ်တာဖြစ်တယ်ကျမတို့တွေ့မယ်ဆိုလို့ရှိရင်အတူတကွဖတ်ရအောင်ငါသားဆိုလမွန်သင်အပါဤဖျားသခင်ကိုတည်လို့ဆုံးလင်းသောစစ်တည်တော်မူ၏ကိုရောကိုရှာလေအတွေ့ခံတော်မူမည်ကိုရောကိုစွန့်လင်တင့်ကိုအစဉ်စွန့်တော်မူမည်အာမင်ကျမတို့ဒီနှုတ်ကပတ်တော်ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမခုနမေးတဲ့မေးခွန်းနဲ့လည်းသက်ဆိုင်တယ်ပေါ့နော်ဒီအထဲမှာဆိုလို့ရှိရင်ဘသူကိုပြောတဲ့စကားလဲဆိုလို့ရှိရင်ဒေးဗစ်ကပေါ့နော်သူ့ရဲ့သားကိုပြောတဲ့အမှားစကားပြောတဲ့စကားဖြစ်တယ်မိမတော်ကိုတိဆောက်ဖို့ရန်အတွက်ညွန်ကြားရင်းနဲ့ပေါ့နော်သူ့သားကိုသူက
စကားပြောတဲ့အရာဖြစ်တယ်ဒီအထဲမှာဆိုလို့ရှိရင်သူကဘာပြောလဲဆိုလို့ရှိရင်ငါသားဆိုလမွန်ပထမဆုံးချက်နေတယ်ပေါ့နော်တင့်အဘအိဖျားသခင်ကိုတိလို့တဲ့အာမင်ဒေးဗစ်ကပေါ့နော်သူ့ရဲ့သားကိုတကယ်ဆိုလို့ရှိရင်ကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာအိုးကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့အဖိုးတွေပေါ့နော်တယောက်ယောက်ကွယ်လွန်တော့မယ်ဆိုလို့ရှိရင်သူတို့ကဘာရေးလဲဆိုလို့ရှိရင်အမွေစားအပွေခံဆိုပြီးတော့သူတို့ကတေတန်းစာကိုရေးတာဖြစ်တယ်တေတန်းစာကိုရေးတဲ့အခါမှာပေါ့နော်သူတို့ကအဲ့ဒီတေတန်းစာထဲမှာသူတို့ကဘာဘယ်အရာတွေကိုခြံထားတတ်လဲဆိုလို့ရှိရင်သူတို့ရဲ့စီးစိမ်ဥစ္စာတွေပေါ့နော်အိမ်ယာတွေကစားကားဘယ်နှစီးရှိလဲကစားပေါ့နော်ပိုင်ဆိုင်သမျှအားလုံးကိုစုစည်းပြီးတော့ဘယ်သူကိုဝေပေးမလဲဘယ်သူကိုပေးမလဲဆိုပြီးတော့သူတို့ကအဲ့ဒီတည်တန်းစာမှာတည်တည်ချာချာရေးပြီးတော့ညွှန်ကြားထားတာဖြစ်တယ်အဲ့ဒီအတိုင်းပဲပေါ့နော်ဒီအထဲမှာလဲပေါ့နော်ကျမဒေးဗစ်ရဲ့တက်တာကိုကြီးတဲ့အခါမှာကျမတို့ဒေးဗစ်တက်တာကိုကြီးတဲ့အခါမှာအဲ့ဒီဒေးဗစ်ရှင်ဘရင်ကပေါ့နော်သူကရှင်ဘရင်ဖြစ်ရဲ့သားနဲ့သူရဲ့တက်တာကအရင်ပဲထူးခြားတာဖြစ်တယ်သူရဲ့သူဘယ်လိုပြောမလဲသူရဲ့သားကိုပေါ့နော်သူကအမှားစကားပြောတဲ့အခါမှာပေါ့နော်သူရဲ့စီးစိမ်တွေကိုဘယ်လိုဆောက်ရှောက်ပါဘယ်လိုဒေးဗစ်ဟာဆိုလို့ရှိရင်ပေါ့နော်သူကစစ်တိုက်တဲ့သူတယောက်ဖြစ်တယ်သူရဲ့အမွေတွေကိုသူဝေမယ်ဆိုလို့ရှိရင်ပေါ့နော်ငါသားနေအဲ့လိုစစ်တိုက်ဒါမှမဟုတ်ရန်သူတွေကအဲ့လိုလုပ်တဲ့အခါမှာနေအဲ့လိုပြန်ပြီးတော့ခုခံဆိုပြီးတော့ပြောဖို့ရတင့်တယ်ပေါ့နော်ဒါပေမဲ့သူရဲ့တက်တာထဲမှာဖျားခင်ကိုချစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဒေးဗစ်ရဲ့တက်တာကတကယ်ပဲထူးခြားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်သူသားဆောလမုန်ကိုသူကအမှားစကားပြောတဲ့အခါမှာပေါ့နော်သူကဘသူတဲ့မိတ်ဆက်လဲဆိုလို့ရှိရင်သူ့ရဲ့ဖျားသခင်နဲ့မိတ်ဆက်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်အာမင်သင်အဘအိဖျားသခင်ကိုတိလို့တဲ့အဲ့ဒီစကားကိုကျွန်မအဲ့ဒီနှုတ်ကပတ်တော်ကိုပေါ့နော်ကျွန်မဖတ်ရတဲ့အခါမှာကျွန်မစိတ်နှလုံးကိုတကယ်ပဲတိုးထီတာဖြစ်တယ်ဒေးဗစ်ခါဆိုလို့ရှိရင်တနည်းအားဖြင့်ကျွန်မတို့ပြောမယ်ဆိုလို့ရှိရင်အခုလည်းဖခင်များနဲ့ရောက်တော့ပဲပေါ့နော်ဖခင်ကောင်းပီတာတယ်ပေါ့နော်သူရဲ့သားအတွက်ဆောလမွန်အတွက်ပေါ့နော်သူဟာတကယ်ပဲဖခင်ကောင်းတယောက်ပီတာတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတယ်ပေါ့နော်သူ့အဖေကသူကိုယ်တိုင်သူရဲ့တက်တာထဲမှာထိတွေ့တဲ့ဖခင်နဲ့ပေါ့နော်သူရဲ့သားကိုမိတ်ဆက်တယ်ဆိုတဲ့အရာလဲတွေ့ရတာဖြစ်တယ်အကယ်လို့ဒေးဗစ်ကပေါ့နော်သူရဲ့တက်တာထဲမှာအဲ့ဒီဖခင်ကဂျေဇုမပြုတ်ဘူးအဲ့ဒီဖခင်ကကောင်းကြီးမဖြစ်ဘူးဆိုလို့ရှိရင်သူ့သားကိုမိတ်ဆက်ပေးမှာမဟုတ်ဘူးဒါပေမဲ့သူကိုယ်တိုင်သူ့ရဲ့တက်တာထဲမှာဖခင်သခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုစင်ချင်ရင်းနဲ့မိဆန်းရင်းနဲ့အသက်ရှင်တဲ့သူတယောက်ဖြစ်တဲ့အခါမှာပေါ့နော်သူ့ရဲ့သားကိုလည်းသူကအမွေအဖြစ်ပေးတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်သူ့ရဲ့ဖခင်သခင်လည်းမိတ်ဆက်တယ်သင်အပိုင်ဖခင်သခင်ကိုတိလို့တဲ့တိလို့ဆိုတဲ့အခါမှာတကယ်ပဲရေးကြည့်တာဖြစ်တယ်တိတယ်ဆိုတဲ့အခါမှာပေါ့နော်ကျမတို့တယောက်နဲ့တယောက်တိမှပဲကျမတို့ရဲ့အခက်ခဲတွေကိုကျမတို့ကကူငင်နိုင်တာဖြစ်တယ်တယောက်နဲ့တယောက်တိမှပဲကျမတို့ကတယောက်နဲ့တယောက်နားလည်နိုင်တာဖြစ်တယ်တယောက်နဲ့တယောက်တိမှပဲကျမတို့ကယုံကြည်ခြင်းတွေတိုးပွားလာမှာဖြစ်တယ်အာမင်ဒီအထဲမှာလဲဒေးဗစ်ကပေါ့နော်သူ့ရဲ့သားကိုဘာဖြစ်လို့တဲ့ဘိုင်ဖျားခင်ကိုတိလို့ဆိုပြီးတော့ပြောလဲဆိုလို့ရှိရင်သူကိုယ်တိုင်တိတယ်သူကိုယ်တိုင်တိအောင်တင်မကပေါ့နော်သူ့သားရဲ့တက်တာအထဲမှာလဲသူကဲ့သို့ဖျားခင်ကိုပေါ့နော်တိဖို့ရန်သူကအလိုရှိတာဖြစ်တယ်တကယ်လို့ဆောလမုန်ကမတိပဲနဲ့ဒါငါအဘရဲ့ဖျားပဲဆိုပြီးတော့သူအဘရဲ့ဖျားအတိုင်းပဲသူတိခဲ့မယ်ဆိုလို့ရှိရင်ဖျားခင်ရဲ့ကောင်းမြတ်ခြင်းကိုသူကတရားရခိုင်တော့ပေါ့နော်သူကမီးဆန်းလို့ရမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ဒေးဗစ်ကပေါ့နော်ရှင်မင်းဒေးဗစ်ကသူ့သားကိုစီးစိမ်ဥစ္စာတွေထက်အရေးကြီးတဲ့အရာပေါ့နော်ဝိညာဉ်ရေးရမှာတကယ်ပဲအရေးကြီးတဲ့အရာနဲ့ဖျားခင်ကိုတိကျွမ်းဖို့ရန်သူ့သားကိုမိတ်ဆက်တာဖြစ်တယ်သူကိုယ်တိုင်တိဖို့ရန်သူ့ရဲ့ဖအဘကပေါ့နော်အလိုတော်ရှိတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်အာမင်ထိုနေ့၎င်းပဲကျမတို့အသက်တာထဲမှာလဲကျမတို့ဒီကနေ့ဒီမှာဘာဖြစ်လို့လာရလဲကျမတို့လာရတဲ့အကြောင်းကိုလည်းကျမတို့သိဖို့ရန်လိုရတာဖြစ်တယ်အာမင်ကျမတို့ဘာဖြစ်လို့ဖျားခင်ကိုကိုးကွယ်တာလဲဖျားခင်ကကျမတို့အသက်တာထဲမှာဘလို့တက်တည်ထူလဲဘလို့အလုံးလုံးလဲပေါ့နော်ကျမတို့တွေးမိမယ်ငါတို့တိတလောက်ကတော့ဖျားခင်ကငါကိုဖန်ဆင်းတယ်ငါရဲ့ပြစ်ကြွေးတွေကိုသူက
ကဲလို့တဲ့ဆိုတဲ့အထီတော့ကျမတို့ကတိကြတယ်ဒါပေမဲ့အဲ့ဒီအရာတွေထက်ပိုပြီးတော့နတ်နဲစွာကျမတို့ကဝိညာဉ်နယ်ပယ်ထဲမှာပေါ့နော်တိုးဝင်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်နက်နဲတိဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်နက်နဲတိမှပဲအိုးအဲ့ဒါကြောင့်ဖြစ်မယ်တကယ်လို့ပေါ့နော်ကျမတို့တကယ်ချင်း2ယောက်ရှိမယ်တယောက်ကချိန်ထားရဲ့သားနဲ့နောက်ကျမယ်ဆိုလို့ရှိရင်ပေါ့နော်တယောက်ကမတိပဲနေတယ်ဆိုလို့ရှိရင်သူ့ရဲ့ဖြစ်ပျက်တဲ့အကြောင်းအရာဘာဖြစ်လို့နောက်ကျတာလဲဘာဖြစ်လို့သူကအဲ့လိုမလာတာလဲဆိုတဲ့အရာကိုသူတကယ်ချင်းကမတိပဲနေမယ်ဆိုလို့ရှိရင်အဲ့ဒီစောင့်နေတဲ့တငယ်ချင်းကအရန်ပဲစိတ်ဆိုးမှဖြစ်တယ်။ဒါပေမဲ့အဲ့ဒီတငယ်ချင်းကလည်းငါတငယ်ချင်းကသူ့ရဲ့အလေးအထားကသူအဲ့လိုပဲဒါမှမဟုတ်သူအခက်ခဲမှတွေ့တာဖြစ်မဲ့ဆိုပြီးတော့တိမယ်ဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့အကြောင်းကိုသူကခွင့်လွှတ်ပေးမယ်နားလည်ပေးနိုင်မှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ကျမတို့လည်းကျမတို့အသက်တာထဲမှာဖျားသခင်ကိုကျမတို့ကိုယ်တိုင်ပေါ့နော်တိဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်။အာမင်ဒေးဗစ်ကိုယ်တိုင်ကလည်းသူတကယ်ပဲတည်တဲ့အတွက်ကြောင့်သူ့သားကိုလည်းအဲ့လိုပဲဖြစ်စေချင်တာဖြစ်တယ်။အာမင်။ဖျားခင်ကိုကျမတို့ဘယ်လိုသိမလဲ။ကျမတို့ကိုယ်တိုင်ပေါ့နော်။ဖျားခင်ရဲ့တိုးထခြင်းဖျားခင်ရဲ့စကားပြောခြင်းကိုခံစားဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်။ကျမတို့အခုချိန်မှာတရားဟောတယ်ပေါ့နော်။တရားဟောတဲ့အခါမှာအားလုံးကကြားနိုင်တယ်။စဉ်းစားစရာမလိုဘဲနဲ့ဆရာမကဘာပြောမလဲဆရာကဘာပြောမလဲဆိုပြီးတော့ကျမတို့နားထောင်ရုံပဲပေါ့နော်အဲ့လိုတိတာလဲတိချင်းတစ်မျိုးပဲပြီးတော့ပို့ပြီးတော့နက်လဲတိချင်းတယ်ဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်ဘယ်လိုရှာဖွေမလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်ကိုခောက်ခါဖတ်ပြီးတော့ပေါ့နော်ဒီအကြောင်းကဘာပြောချင်တာလဲအထက်မှာဘာရေးထားလဲအောက်မှာဘာရေးထားလဲဆိုပြီးတော့ကျမတို့ကိုယ်တိုင်စူးစမ်းလျက်နဲ့ပေါ့နော်ကျမတို့ကိုယ်တိုင်ဖတ်မယ်ဆိုလို့ရှိရင်ဆရာမတွေပြောတာထက်တောင်မှကိုကပုံမပြီးတော့တိပြီးတော့ဘယ်လိုလဲဖျားရဲ့အကြောင်းကိုပြောတဲ့အခါမှာပေါ့နော်ဟုတ်တကယ်ပဲဟုတ်ပါလားငါအတူဟုတ်ပါလားဖျားရဲ့စကားတော့ကတကယ်ပဲပြည့်စုံပါလားဆိုပြီးတော့ကျမတို့ရဲ့တိချင်းကပုံမတိုးပွားလာမှာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်အသင်းတော်အနေနဲ့ပေါ့နော်ကျမတို့ပြောမယ်ဆိုလို့ရှိရင်ကျမတို့အသင်းဝင်တဲ့အခါမှာပေါ့နော်တချို့သောသူတွေကမလာနိုင်တဲ့တငယ်ချင်းတွေကိုသူ့အစားပြောပြီးတော့ဘယ်လိုပြောလဲဘယ်လိုခံပေးလဲဆိုလို့ရှိရင်ပေါ့နော်form fill up ပေးတယ်အသင်းဝင်ပေးတယ်ပေါ့နော်အသင်းဝင်ပေးတယ်အဲ့ဒီအသင်းဝင်ပေးခြင်းအဖြစ်ရေးထိုးပေးခြင်းအဖြစ်အဲ့ဒီတငယ်ချင်းကအသင်းသူအသင်းသားဖြစ်လာတယ်ဒါပေမဲ့ကျမတို့ဖျားခင်ကိုတီးတဲ့အခါမှာပေါ့နော်ဖျားခင်ကိုတီးချင်းဆိုတဲ့အရာကအဲ့ဒီအရာတွေနဲ့မလုံလောက်ဘူးကိုစားပြုလို့မရဘူးဖျားခင်ကိုကဲတင်ပန်ရှင်ဖြစ်ကျမတို့ယုံကြည်ဖို့ရန်အတွက်ပေါ့နော်ဖျားခင်နဲ့ဒူးတွေ့ကျမတို့တွေ့ဖို့ရန်အတွက်နဖူးတွေ့ဒူးတွေ့ပေါ့နော်ကျမတို့တွေ့မြင်ဖို့ရန်အတွက်ကျမတို့ကိုယ်တိုင်ကဖျားခင်နဲ့တွေ့ဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်အဲ့လိုမျိုးတွေ့မှသာလေကျမတို့ကကဲတင်ခြင်းကိုရမှာဖြစ်တယ်ကဲတင်ခြင်းအကြောင်းနဲ့ကျမတို့ပြောမယ်ဆိုရင်တော့ကျမတို့ကိုယ်တိုင်ကပေါ့နော်ဒီဒေးဗစ်ကသူ့ရဲ့သားကိုမာကြားတကယ်တော့တင်းအပအိဖျားခင်ကိုတိလို့ဆိုတကယ်တော့ပေါ့နော်ကျမတို့အသင်းဝင်တလို့အပြုံလိုက်ကျမတို့ဝင်လို့မရတော့ဘူးပေါ့နော်ဖျားခင်ကိုတကယ်ပဲတိကျွမ်းခြင်းဆိုတဲ့အရာကနက်နဲစဉ်းစားမယ်ဆိုလို့ရှိရင်အသင်းဝင်ရုံနဲ့မကဘူးပေါ့နော်ကျမတို့တကယ်ပဲဖျားခင်ကိုကဲတင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံနိုင်တဲ့အဆင့်အထိကျမတို့ကရောက်ရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ရှင်ဘုရင်ဒေးဗစ်ကပေါ့နော်သူ့ရဲ့သားကိုမာချတကယ်တော့ဒီမှာရှိတဲ့ယုံကြည်သူတွေရောက်စီတိုင်းလဲကျမတို့ပေါ့နော်ကျမခွန်အားပေးခြင်းနဲ့ကျမတို့ဖျားခင်ကိုတီးတဲ့ level ကပေါ့နော်ဘယ်အဆင့်ထိရောက်ပြီလဲကျမတို့ဆင်ခြင်ဖို့ရန်အတွက်ကျမခွန်အားပေးခြင်းပါတယ်အာမင်ဖျားခင်နဲ့ကျမတို့တကယ်ပဲတွေ့ဖို့ရန်လိုအပ်တာဖြစ်တယ်အခုတလောအခြေအနေတွေတော့ကျမတို့ဆင်ခြင်တဲ့အခါမှာပေါ့နော်လောကအရာတွေကမတည်မြဲဘူးပေါ့နော်ဒီကနေ့ကျမတို့အသက်ရှင်ခွင့်ရပေမဲ့မနေ့ပြန်ပါဖြစ်မလဲဆိုတာကျမတို့လက်ထဲမှာမရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျမတို့ဖျားခင်ကိုတည်ခြင်းအရာမှာပုံမပြီးတော့တိုးပွားဖို့ရန်အတွက်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်ပြီးတဲ့အခါမှာရှင်ဘုရင်ဒေးဗစ်ကဒုတိယချက်အနေနဲ့သူ့သားကိုဘာမှထားလဲဆိုလို့ရှိရင်ဝတ်ပြုတဲ့အခါမှာပေါ့နော်စုံလင်သောနှလုံးကြည်ညိုသောစိတ်သဘောနဲ့ဝတ်ပြုလို့ကျမတို့ဇုံမီးမှာဆိုလို့ရှိရင်ဗာပြောလဲဆိုလို့ရှိရင်
นลุงซิมแคมเปลเลอุดนาลุงซิมโตอามานาเซมินบ่เนาะเนเรากวยไปแม่เนเรากวยตะลุๆเนี่ยบ่เนาะဒါပေမဲ့ဆက်ဆက်လို့တော့ရတယ်ဘယ်လိုမျိုးကျမယူချင်လဲဆိုလို့ရှိရင်ကျမတို့ဖျားခင်ရဲ့ထံတော်ကိုကျမတို့တိုးဝင်တဲ့အခါမှာကျမတို့ကစုံလင်တဲ့နှလုံးဆိုတဲ့အခါမှာဘာမှမချန်ထားဘူးပေါ့နော်အကုန်လုံးနဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ကျမတို့ဖျားခင်ကိုချီးမွမ်းဝတ်ပြုတ်ကိုးကွယ်ဖို့ရန်ဖျားခင်အလိုရှိတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာစုံလင်တဲ့နှလုံးသားနဲ့ဖျားခင်ထံကိုကျမတို့ချင်းကပ်မယ်ပြီးတဲ့အခါမှာကြီးညိုသောစိတ်တဘောဆိုတဲ့အခါမှာကျမတို့ခုနဇုံမီလို့ပြောတဲ့ကဲတော့ဥနာလုံစင်ပေါ့နော်ကျမတို့စိတ်နှလုံးကိုဘယ်လိုပြင်ဆင်ရမလဲဆိုလို့ရှိရင်ငါတငယ်ချင်းခေါ်လို့ငါတွားရတာအဲ့လိုစိတ်ထက်ပေါ့နော်ငါကိုယ်တိုင်စာငတ်တဲ့နှလုံးသားနဲ့ဖျားခင်တဲ့ငါမတွေ့မချင်းငါကိုယ်တိုင်လိုအပ်တဲ့ငါအတွက်တကယ်ပဲအကျိုးရှိတယ်ဆိုတော့ခံယူချက်နဲ့ကျမတို့ကဖျားခင်ရဲ့အထံတော်ကိုတိုးဝင်ဖို့ရန်ဖျားခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဒေးဗစ်ကလည်းသူ့သားကိုပေါ့နော်တင်ဝတ်ပြုတဲ့အခါမှာအဲ့လိုမျိုးဝတ်ပြုပါစုံလင်တဲ့စိတ်နှလုံးကြီးညိုသောစိတ်သဘောနဲ့ဝတ်ပြုလို့ဆိုပြီးတော့သူ့သားကိုပေါ့နော်တီချက်သူကမှာထားတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ကျမတို့ကဆောလမုန်ကိုကြည့်မယ်ဆောလမုန်ရဲ့တက်တာကိုကျမတို့ကဒီတိုင်းပဲစဉ်းစားမယ်ဆိုလို့ရှိရင်ကျမအရင်တော့ဆိုရင်ဒီအရာကိုကျမဘယ်လိုပြောမလဲတတိမထားမိဘူးပေါ့နော်ဆောလမုန်ဆိုတာကသူ့အဖေရဲ့အမွေတွေကိုဆက်ခံပြီးတော့ဒီတိုင်းပဲချမ်းသာလာတာပြီးတဲ့အခါမှာသူဖျားခင်ကိုဆုတောင်းတဲ့အခါမှာပေါ့နော်သူကတခြားလူတွေနဲ့မတူဘဲနဲ့သူ့ရဲ့ဆုတောင်းချက်ကတကယ်ပဲထူးခြားလို့ဖျားခင်ကသူ့ကိုချီးမြှောက်တာဆိုပြီးတော့ကျမကပေါ့နော်ထင်မိတယ်ဒါပေမဲ့ကျမနှုတ်ကပတ်တော်ကိုတီချာဖတ်တဲ့အခါမှာသူ့ကိုလမ်းပြတဲ့သူ့အဖေရဲ့ပေါ့နော်အမှားစကားကြောင့်ပြောမလားသူ့အဖေရဲ့တွင်တင်ချက်ကြောင့်ဆောလမုန်ကသူကကောင်းကြီးရတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်အာမင်သူဖကတွင်တင်တဲ့အတိုင်းပဲစုံလင်သောနှလုံးကြီးညိုသောစိတ်သဘောနဲ့ဝတ်ပြုလို့ဆိုတဲ့အတိုင်းပဲဆောလမုန်ကအဆုံးမမကောင်းပေမဲ့ပေါ့နော်သူကဖျားသခင်နဲ့အချိန်ယူတဲ့ကာလအတွင်းမှာဖျားခင်ကသူ့ကိုတကယ်ပဲကောင်းကြီးပေးတယ်ဆိုတဲ့အရာကိုကျမတို့နှုတ်ကပတ်တော်ထဲမှာတွေ့မြင်နိုင်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့လည်းဒီအကြောင်းအရာကိုကျမတို့ဆင်ခြင်ရင်းနဲ့ကျမတို့တက်တာထဲမှာလဲဖျားခင်ထံတော်တော့ကျမတို့ချင်းကပ်တဲ့အခါမှာစိတ်နှလုံးအကျွမ်းမဲ့နဲ့ပေါ့နော်ကျမတို့တိုးဝင်ချင်းကပ်ဖို့ရန်ကျမခေါ်ဖိတ်ခြင်းနဲ့ပြီးတဲ့အခါမှာကြီးညိုသောစိတ်သဘောနဲ့အာမင်ကျမတို့ကိုယ်တိုင်လိုလားလိုချင်တောင်းတတဲ့စိတ်သဘောနဲ့ကျမတို့ကိုယ်တိုင်ဖျားခင်မျက်နှာကိုရှာဖို့ရန်လိုအပ်တာဖြစ်တယ်ကျမတို့ယူရန်ကတ်မရှိသေးတော့ကပေါ့နော်ယူရန်ကတ်လိုချင်တဲ့အခါမှာတကယ်ပဲလိုချင်တဲ့တောင်းတတဲ့အတွက်ကြောင့်ပေါ့နော်မနဲ့လည်းမထနိုင်တဲ့သူတွေတောင်းမှမနဲ့9နိုင်ဆိုရင်ထနိုင်တယ်ပေါ့နော်အဲ့ဒီထိုကဲတော့ပြင်ပေါ့နော်ကျမတို့ဖျားခင်မျက်မှောက်တော်ကိုလည်းစာငတ်ဖို့ရန်ဖျားခင်ကျမတို့ကအလိုတော်ရှိတာဖြစ်တယ်အာမင်မြင်ရတဲ့အရာတွေပေါ်မှာပဲကျမတို့အာယုံစိုက်လက်လို့ချင်ဖို့ရန်ဖျားခင်အလိုတော်မရှိဘူးဖျားခင်ကိုဝတ်ပြုတဲ့အခါမှာသူမျက်နှာตาကိုရှာတဲ့အခါမှာလည်းကျမတို့စိတ်နှလုံးသားကိုပေါ့နော်စုံလင်တဲ့စိတ်နှလုံးနဲ့ကျမတို့ပင်စင်လျက်နဲ့သူရဲ့မျက်နှာตาကိုရှာဖို့ရန်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်တတရားချက်အနေနဲ့ကျမဘာပြောချင်လဲဆိုလို့ရှိရင်ဘာပြောထားလဲဆိုလို့ရှိရင်ဒီထဲမှာရှိသေးတယ်ပေါ့နော်တတရားချက်မလာခင်မှာထာဝရဘုရားသည်ခတ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍အကျဉ်းစီရှိလေသမျှတို့ကိုတည်တော်မူ၏တဲ့ဘုရားခင်ရဲ့ဖြစ်ခြင်းပေါ့နော်ဒီအထဲမှာရှင်ဘုရင်ဒေးဗစ်ကဘာဖြစ်လို့သူ့ရဲ့သားကိုပေါ့နော်နေဝတ်ပြုတဲ့အခါမှာတော်လကောင်းနေအဲ့လိုနေပါစိတ်နှလုံးကျွတ်မဲ့စုံလင်သောနှလုံးသားပေါ့နော်ကြီးညိုသောစိတ်နှလုံးနဲ့ဝတ်ပြုပါဆိုပြီးတော့ဘာဖြစ်လို့သူ့သားကိုမာထားလဲဆိုလို့ရှိရင်သူကဖျားခင်ရဲ့အကြောင်းကိုကောင်းကောင်းသိတယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်ဖျားသခင်ဒီခတ်သိမ်းသောစိတ်နှလုံးတို့ကိုစီရွေတဲ့ကျမတို့လူတွေကတော့ပေါ့နော်အပြင်ပန်းကိုကြည်တတ်ကြတယ်အပြင်ပန်းကိုကြည့်တဲ့အခါမှာကျမတို့ကမာတတ်ကြတယ်ပေါ့နော်မာတတ်ကြတယ်တပည့်ကြီးစားတောင်မှပေါ့နော်ကိုလက်မထက်
ကိုလက်ထက်မဲ့သူနဲ့မတွေ့ခင်မှာပေါ့နော်တချို့လူတွေစနေရောက်3ယောက်လဲတယ်ပေါ့နော်ရီစာ2ယောက်3ယောက်လဲတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ကအော်တကယ်ချစ်တယ်လို့ကျမတို့ထင်တဲ့သူကိုကျမတို့တွေးမိတဲ့အခါမှာကိုတွေးနဲ့ငေါ့ကိုတကယ်မချစ်ပါလားဆိုပြီးတော့ကျမတို့ကိုတိလာတဲ့အခါမှာပြန်ပြီးတော့လမ်းခွဲတာဖြစ်တယ်အဲ့ဒီရာခဘာကိုထင်ရှားစေလဲဆိုလို့ရှိရင်ကျမတို့ကအပြင်ပန်းတရံကိုကြည့်လို့နေပေါ့နော်ကြည့်တဲ့အခါမှာကျမတို့ရဲ့ဆုံးဖြတ်ချက်တွေကမားတက်တာဖြစ်တယ်ဒီမှာလဲပေါ့နော်ဖျားသခင်ကလူတွေရဲ့စိတ်နှလုံးအပြင်ပန်းတရံကိုမကြည့်ဘဲနဲ့လူတွေရဲ့စိတ်နှလုံးသားကိုကြည့်တယ်ဆိုတဲ့အရာကိုဒီမှာတွေ့ရတာဖြစ်တယ်ဇာလံအခန်း139ခုမြောက်သောဇာလံအပိုက်ငယ်တစ်ကနေ4ထဲမှာလဲပေါ့နော်ဖော်ပြထားတယ်ဒီအထဲမှာဆိုလို့ရှိရင်အိုးထာဝရဘုရားကိုတော်ဒီအကျွန်ုပ်ကိုစစ်ကြော၍တည်တော်မူ၏အကျွန်ုပ်ထိုင်ချင်းထချင်းအရာတို့ကိုတည်တော်မူ၏အကျွန်ုပ်အကျင့်စီတို့ကိုအဝေးကပြင်နားလေတော်မူ၏အကျွန်ုပ်သွားသောလမ်းကို၎င်းအိယာကို၎င်းစစ်ဆေး၍အကျွန်ုပ်ကျင့်သောအကျင့်အလုံးစုံတို့ကိုကျွမ်းတော်မူ၏အကျွန်ုပ်ဒီစကားတခွန်းကိုမြတ်မမွတ်တော်လေအိုးထာဝရဘုရားကိုတော်ဒီအကျွမ်းမဲ့တည်တော်မူ၏အာမင်ဒီနှုတ်ကပတ်တော်ကိုကျမတို့ဖတ်ခြင်းအဖြစ်ဖျားသခင်ကအလုံးစုံကိုတည်တဲ့ဖျားခင်ဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဣတိလလူတွေရဲ့တက်တာထဲမှာပါလဲပေါ့နော်သူတို့ကရှင်ဘရင်ရန်လိုအပ်တဲ့အခါမှာရှင်ဘရင်လိုချင်တဲ့အခါမှာသူတို့ကအပြင်ပန်းတဒံကိုကြည့်ပြီးတော့သူကရွေးချယ်တယ်ပေါ့နော်။ရွေးချယ်တဲ့အခါမှာသူတို့ရွေးချယ်တဲ့ရှင်ဘရင်ကအပြင်ပန်းတဒံကိုသူတို့ကြည့်ပြီးတော့ရွေးချယ်တဲ့အတွက်ကြောင့်အဲ့ဒီရှင်ဘရင်ကပထမဆုံးဖြစ်လာတဲ့ရှင်ဘရင်ကပေါ့နော်ကြာရှည်မခံဘူးဒါပေမဲ့အတွင်းပိုင်းကိုကြည့်တဲ့ဘုရားသခင်ရဲ့စကားအတိုင်းပဲဣတိလလူတွေကရှင်ဘရင်ကိုတင်မြောက်တဲ့အခါမှာကျတော့အဲ့ဒီရှင်ဘရင်ကဘသူဖြစ်မလဲရှင်ဘရင်ဒေးဗစ်ပေါ့နော်ဒေးဗစ်သူ့ရဲ့တက်တာထဲမှာတကယ်ပဲဘုရားခင်အတွက်ကောင်းကြီးဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဘုရားခင်ဘုန်းတော်ကိုထင်ရှားစေုံတာမကဣတိလလူတွေအတွက်လည်းကောင်းကြီးဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့တခုခုကိုဆုံးဖြတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့အပြင်ပန်းတရံထက်အတွင်းပိုင်းကိုကျမတို့ကကြည့်ပြီးတော့ဆုံးဖြတ်တတ်ဖို့ရန်ပေါ့နော်ကျမတို့ကလိုအပ်တာဖြစ်တယ်အတွင်းပိုင်းဆိုတဲ့အခါမှာကျမတို့ဆူတောင်းခြင်းအားဖြစ်တော်၎င်းပေါ့နော်ကျမတို့အချိန်ကိုစောင့်ခြင်းအားဖြစ်တော်၎င်းကျမတို့ကဘယ်လိုပြောမလဲဆုံးဖြတ်တဲ့အရာတွေကပေါ့နော်ကျမတို့အတွင်းပိုင်းကနေလာတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကဘုရားသခင်ကဲ့သို့ဘုရားသခင်ရဲ့အတန်တော်ကိုနားထောင်လက်နဲ့ပေါ့နော်ကျမတို့ကအသက်ရှင်ဖွင့်ရန်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်ဘုရားသခင်ကစိတ်နှလုံးသားကိုတည်တဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်အာမင်ကျမတို့ရဲ့ဝမ်းနည်းခြင်းတွေကျမတို့ရဲ့ကြေကွဲခြင်းတွေတည်တဲ့ကဲ့သို့ကျမတို့ရဲ့ထောင်လွှားတဲ့မာနတွေကိုလည်းဘုရားသခင်ကတည်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့ဘုရားခင်ရဲ့ရှေ့မှာကျမတို့ကွယ်နိုင်တဲ့အရာပေါ့နော်ဖုံးကွယ်နိုင်တဲ့အရာတစ်ခုမှမရှိဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ဘုရားခင်ရှေ့မှာကျမတို့ကနှိမ်ချတဲ့နှလုံးသားနဲ့ကျမတို့အသက်ရှင်ဖို့ရန်လည်းဘုရားခင်ကအလိုတော်ရှိတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ရှင်ဘုရင်ဒေးဗစ်ကပေါ့နော်သူ့သားစီမှာသူမှာကြားတဲ့အခါမှာဘုရားခင်ရဲ့ဖြစ်ခြင်းအရာတွေကိုလည်းသူကဖော်ပြထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တင်ဝတ်ပြုကိုးကွယ်တဲ့အခါမှာဘုရားခင်မေတ္တာကိုရှာတဲ့အခါမှာစိတ်နှလုံးအချွေးမဲ့နဲ့ဘုရားခင်ကိုကိုးကွယ်ပါအရှိကိုရှေ့တိုင်းတိုးဝင်ပါပေါ့နော်ဘုရားခင်ရှေ့မှာလည်းညာလို့မရဘူးဆိုတဲ့အရာကိုသူကဖော်ပြထားတာဖြစ်တယ်ဟုတ်ပြီတတိယချက်အနေနဲ့ပေါ့နော်နောက်ဆုံးချက်ဖြစ်တာဖြစ်တယ်တတိယချက်အနေနဲ့ကျမဗာပြောချင်လဲဆိုလို့ရှိရင်ဒီမှာဘုရားခင်ကအတွေ့ခံတဲ့ဘုရားဆိုတဲ့အရာကိုကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်ကိုရောကိုရှာလင်အတွေ့ခံတော်မူမီတဲ့ပေါ့နော်ကိုရောကိုရှာတဲ့အခါမှာကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကကျမတို့ကိုအတွေ့ခံတဲ့ဘုရားဆိုတဲ့ຢာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်ဒါပေမဲ့ဒီမှာဗာပြောထားလဲဆိုလို့ရှိရင်သူဆက်ပြီးတော့ပေါ့နော်ကိုရောကိုစွန့်လင်တင့်ကိုအစင်မြဲစွန့်တော်မူမီတဲ့ကျမတို့ရွေးချယ်ဖို့ရနှစ်ခုရှိတာဖြစ်တယ်ကျမတို့ဘုရားခင်ကိုရှာမလားဒါမှမဟုတ်ဘုရားခင်ကိုစွန့်ပစ်မလားပေါ့နော်ကျမတို့ရွေးချယ်စရာနှစ်ခုရှိတာဖြစ်တယ်ဣတိလလူတွေလည်းပေါ့နော်ဘုရားခင်ကိုရှာတဲ့အချိန်မှာဘုရားခင်ကကောင်းချီးပေးတယ်ချီးမြှောက်တယ်အောင်မြင်ခြင်းတွေပေးတယ်ပေါ့နော်စစ်တိုက်တဲ့အခါမှာအောင်မြင်ခြင်းပေးတယ်ဒါပေမဲ့သူတို့ကဘုရားခင်ကိုဘုရားနေရာမှာမထားဘဲနဲ့ပေါ့နော်ဘုရားခင်ကို
မခေါ်တော့ဘဲနဲ့ဖျားခင်ကိုစွန့်ပစ်တဲ့အခါမှာကြတော့သူတို့တွေတက်တာထဲမှာအခက်ခဲတွေကြုံတွေ့ရတယ်ဆိုတဲ့အရာကိုကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်ဒီထဲမှာပေါ့နော်ကျမအဓိကပြောချင်တဲ့အရာကတတိယချက်နဲ့လေဒီနေ့ကျမတို့ကိုးကွယ်တဲ့ဖျားခင်ကအတွေ့ခံတဲ့ဖျားခင်ဖြစ်တာဖြစ်တယ်အာမင်ကျမတို့ဒီမှာလာတဲ့အခါမှာပေါ့နော်လူတွေကတော့ကျမတို့ဝတ်ပြုတ်ကိုးကွယ်တာသိချင်မှသိမယ်ဒါပေမဲ့ကျမတို့ဖျားခင်ကသိတာဖြစ်တယ်အာမင်ဒီအချိန်မှာမိတ်ဆွေရဲ့တက်တာမိတ်ဆွေစိတ်နှလုံးသားပေါ့နော်ဖျားခင်ရဲ့တိုးချစ်ခြင်းကိုချစ်ချင်းမခံစားရရင်လေဒီကနေ့မိတ်ဆွေရောက်ရှိလာခြင်းကိုလည်းဖျားခင်ကအတိမတ်ပြတာဖြစ်တယ်အာမင်တနေ့နေ့ကြာရင်ဖျားခင်ကမိတ်ဆွေနဲ့မိတ်ဆွေကိုဘယ်လိုပြောမလဲမိတ်ဆွေကိုတွေ့ခံပြီးတော့ပေါ့နော်မိတ်ဆွေရဲ့တက်တာကိုထူခြားစေမှာဖြစ်တယ်အာမင်ကျမတို့တခါကျရင်စဉ်းစားတဲ့အခါမှာငါဖျားချောင်းသွားတာငါတို့တကယ်ပဲမထူးခြားပါလားပေါ့နော်ကျမတို့စက်ကပ်ပြီးတော့မနေတဲ့အခါမှာပေါ့နော်ကျမတို့ဖျားချောင်းသွားတာငါတို့အတိတ်ပဲမရှိဘူးပြင်ပန်းတယ်ဆိုတဲ့စိတ်တွေကပေါ့နော်ကျမတို့စုံစမ်းစစ်ဆေးခြင်းတွေကဝင်လာတတ်တယ်ပေါ့နော်အဲ့ဒီအခါမှာကျမတို့ဘယ်လိုစကားပြောမလဲဆိုငါဖျားခင်ကအတွေ့ခံတဲ့ဖျားခင်ဖြစ်တယ်ငါကိုစွန့်ပစ်မထားဘူးဆိုပြီးတော့ကျမတို့ခွန်အားယူဖို့ရန်ဒီကနေ့ကျမပြောချင်တာဖြစ်တယ်အာမင်အတွေ့ခံတဲ့ဖျားဒေးဗစ်ကိုယ်တိုင်ပေါ့နော်သူ့သားကိုဘာဖြစ်လို့မာရလဲဆိုလို့ရှိရင်သူကိုယ်တိုင်အမြဲတမ်းစစ်ဘေးရှောင်နေရာကိုသူကရောက်ရှိတဲ့အခါမှာသူကဖျားခင်ကိုခေါ်တယ်ဖျားခင်ကိုမေးတယ်ကိုရောဘယ်လိုလုပ်မလဲဆိုရတာကစပေါ့နော်ဖျားခင်ကိုသူကစကားပြောပြီးတော့ဖျားခင်ကိုအနံတဲ့အခါမှာဖျားခင်ကသူ့ကိုကောင်းချီးပေးပြီးတော့သူ့ကိုတွေ့ခံတယ်ဖျားဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်လုကာအခန်းကြီး19မှာပေါ့နော်ရေးထားတဲ့ဇေခဲရဲ့တက်တာနဲ့ကျမအဆုံးသတ်ခြင်းနဲ့ဖျားခင်ကအတွေ့ခံတဲ့ဖျားပေါ့နော်လူတွေကတော့ပေါ့နော်ကျမတို့ကိုငွေတောင်းတဲ့အခါမှာတစ်ခါနှစ်ခါတော့ကိုငွေပေးတတ်ကြတယ်ဒါပေမဲ့အမြဲတမ်းကိုငွေတောင်းတဲ့သူတွေကိုပေါ့နော်ကျမတို့လည်းကိုငွေချင်လင့်နဲ့မကူငွေနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ကဘယ်လိုမျိုးကျမတို့ကတုံ့ပြန်လဲဆိုလို့ရှိရင်ကျမတို့ကရှောင်တတ်ကြတယ်ပေါ့နော်ရှောင်တယ်သူဖုန်းလိုက်တော့မကင်တော့ဘူးတချို့လူတွေဆိုရင်သိမယ်ပေါ့နော်အဒီတယောက်ဖုန်းဆိုတော့ငါ့ကိုငွေတောင်းပါပဲဆိုတဲ့အရာကိုသိတဲ့သူတချို့ရှိတယ်ပေါ့နော်အဲ့ဒီအရာကဘယ်ကနေဆင်းသက်လာလဲဆိုလို့ရှိရင်ကျမတို့ကမကူငင်နိုင်တော့တဲ့အခါမှာအတွေ့မခံချင်တော့ဘူးအဆက်အသွယ်မလုပ်ချင်တော့ဘူးအဲ့ဒီအရာတွေကဖြစ်ပေါ်တာဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ကအတွေ့ခံတဲ့ဘုရားဆိုတဲ့အခါမှာကျမတို့ဘယ်ချိန်ခေါ်ကျမတို့အနားမှာအမြဲတမ်းရှိတဲ့ဘုရားသခင်ဖြစ်တာဖြစ်တယ်ရှင်လုကာအခန်းကြီး19မှာဆိုလို့ရှိရင်ဇေခဲရဲ့တက်တာပေါ့နော်ဇေခဲရဲ့တက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ဇေခဲကသူကအပစ်နဲ့ဘယ်လိုပြောမလဲလူတွေရဲ့အမြင်မှာပေါ့နော်လူတွေရဲ့အမြင်မှာလည်းဟုတ်တယ်သူကိုယ်တိုင်ကလည်းဟုတ်တယ်တကယ်ပဲလူတွေရဲ့ယွန်ရှာစရာပြောမလားပေါ့နော်လူတွေရဲ့အားကျစရာမကောင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေကိုအခွန်ကောက်ပြီးတော့သူကအသက်ရှင်တဲ့သူဖြစ်တဲ့အခါမှာလူတိုင်းရဲ့မုန်းတီးခြင်းကိုသူကခံစားရတာဖြစ်တယ်လူတိုင်းရဲ့မုန်းတီးခြင်းကိုခံစားရတဲ့အခါမှာသူ့ကိုလူတွေကမချစ်နိုင်ဘူးသူ့အနားမှာလူတွေကမနေချင်ဘူးပေါ့နော်ဒါပေမဲ့ဇေခဲရဲ့တက်တာထဲမှာထူးခြားတဲ့အရာကဘာလဲဆိုလို့ရှိရင်သူကဖျားသခင်နဲ့ယေရှုနဲ့တွေ့ချင်တဲ့ဆန္ဒသူ့မှာရှိတာဖြစ်တယ်အာမင်ယေရှုနဲ့တွေ့ချင်တယ်ကျမတို့ကိုးကွယ်တဲ့ဖျားခင်ကလည်းအတွေ့ခံတဲ့ဖျားဖြစ်တဲ့အခါမှာဇေခဲကပေါ့နော်သူကဒီလုကာအခန်းကြီး19မှာသူ့ကိုဘယ်လိုမျိုးဖော်ပြထားလဲဆိုလို့ရှိရင်ဇေခဲကပုံမှန်လူတွေထက်နည်းနည်းပပပေါ့နော်နည်းနည်းပူတယ်တဲ့နည်းနည်းပူတယ်ဆိုတဲ့အခါမှာသူကလူတော်ကြီးထဲမှာတိုးဖို့ရန်အတွက်တကယ်ပဲသူ့အတွက်ခက်ခဲမှာဖြစ်တယ်ယေရှုကိုတွေ့ချင်တဲ့သူမြောက်များစွာရှိတယ်အရင်ရောက်တဲ့သူကတော့ရှိမှာပေါ့နော်ဇေခက်ကနောက်ကျလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်နောက်ကျလို့လည်းဖြစ်နိုင်တယ်သူအရက်ပုလို့လည်းဖြစ်နိုင်တယ်ယေရှုကိုသူကချစ်ချင်းရှာမတွေ့နိုင်တဲ့အခါမှာသူကကျမတို့တည်တဲ့အတိုင်းပဲပေါ့နော်တင်ပေါ်တဖန်းပင်ပေါ်မှာသူကတက်ပြီးတော့ယေရှုကိုသူကရှာတဲ့အခါမှာယေရှုကိုကြည့်တဲ့အခါမှာပေါ့နော်မျောကြည့်တဲ့အခါမှာယေရှုနဲ့သူကတွေ့မြင်ပြီးတော့ယေရှုရဲ့အတွေ့ကိုသူကခံရတာဖြစ်တယ်အာမင်ဒီအရာကိုကျမတို့ကြည့်ခြင်းအားဖြင့်ပေါ့နော်
ဇေခဲရဲ့တက်တာထဲမှာသူတက်တာထဲမှာစိန်ခေါ်ခြင်းတွေမြောက်များစွာရှိတာဖြစ်တယ်ယေရှုနဲ့တွေ့ဖို့ရန်အတွက်လမ်းကြားမှာပေါ့နော်အဲ့ဒီလမ်းမှာသူကမြောက်များစွာခက်ခဲတွေကြုံတွေ့ရတယ်ပဝင်းချင်းရဲ့အတန်တွေလည်းသူကအများကြီးကြားရမှာဖြစ်တယ်နေကတော့မထိုက်တန်တဲ့သူပဲနေဘာဖြစ်လို့ယေရှုရဲ့နားကိုလာတာလဲနေလူကတွေ့ဖို့ရန်လည်းမသိဘူးဆိုပြီးတော့သူ့ကိုကဲ့ရဲ့တဲ့သူမြောက်များစွာလည်းရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဇေခဲကပေါ့နော်သူတက်တာထဲမှာယေရှုကိုတကယ်ပဲတွေ့ချင်တဲ့ဆန္ဒရှိတဲ့အခါမှာသူအရှိကိုရှိတိုင်းပေါ့နော်တိုးဝင်တဲ့အခါမှာသူကယေရှုနဲ့တွေ့မြင်ပြီးတော့တွေ့မြင်ရုံတာမကပဲနဲ့ယေရှုကိုခေါ်ဖိတ်တဲ့အခါမှာအာမင်ယေရှုကိုခေါ်ဖိတ်တယ်ကျမတို့ဘုရားခင်ကလည်းတွေ့ခံခြင်းနဲ့ဖရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဇေခဲနဲ့ယေရှုနဲ့တွေ့ဆုံခြင်းအဖြစ်ပေါ့နော်အဲ့ဒီနေရာမှာထူးခြားခြင်းတွေတွေ့မြင်လာတာဖြစ်တယ်အာမင်ဒီထဲမှာဘယ်လိုမျိုးထူးခြားခြင်းတွေတွေ့မြင်လာလဲဆိုလို့ရှိရင်အရင်ကမပြောင်းလဲခြင်းတဲ့တယောက်ပေါ့နော်မပြောင်းလဲတဲ့တယောက်ကအဲ့ဒီယေရှုနဲ့တွေ့တဲ့အခါမှာသူ့တက်တာကတကယ်ပဲပြောင်းလဲခြင်းနဲ့ဆန္ဒရှိပြီးတော့တကယ်ပဲပြောင်းလဲလာတာဖြစ်တယ်အာမင်ကျမတို့နှုတ်ကပတ်တော်ထဲမှာကျမတို့ဆက်လက်ပြီးတော့ကြည့်တဲ့အခါမှာပေါ့နော်ဇေခဲကပြန်ပြီးတော့အခွန်ဆောက်တဲ့ဆိုတဲ့အရာလဲကျမတို့မတွေ့ရဘူးပေါ့နော်အဲ့ဒီအရာကိုကျမတို့ကြည့်ချင်အဖြစ်ဇေခဲရဲ့တက်တာထဲမှာတကယ်ပဲပြောင်းလဲတယ်ဆိုတဲ့အရာကိုကျမတို့တွေ့နိုင်တာဖြစ်တယ်အာမင်ကျမတို့ဖျားခင်နဲ့တကယ်တွေ့တယ်ဆိုလို့ရှိရင်ကျမတို့တက်တာတကယ်ပဲပြောင်းလဲဖို့ရန်လိုအပ်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ဒီကနေ့ကျမတို့ကိုးကွယ်တဲ့ဖျားခင်ကအတွေ့ခံခြင်းတဲ့ဖျားဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဖျားခင်ကိုရှာတဲ့အခါမှာကျမတို့စိတ်နှလုံးသားအကျွမ်းမဲ့နဲ့ရှာပြီးတော့ကျမတို့ကရှေ့ဆက်ဖို့ရန်အတွက်ဖျားခင်ကကျမတို့ရဲ့တက်တာကိုအလိုရှိတာဖြစ်တယ်အာမင်ဖျားခင်ဒီအတွေ့ခံတော်မူ၏တဲ့ဒီထဲမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ခုနဖတ်သွားတဲ့အတိုင်းပဲကိုရောကိုရှာလင်အတွေ့ခံတော်မူမည်ကိုရောကိုစွန့်လင်တင့်ကိုအစီအမြဲစွန့်တော်မူမည်တဲ့အာမင်ရှင်ဘုရင်ဒေးဗစ်ကိုယ်တိုင်ကသူ့ရဲ့ချမ်းသာမှုတွေကိုသူ့ရဲ့သားကိုပေါ့နော်သူကအမွေမပေးဘဲနဲ့အဲ့ဒီအရာတွေထက်ပိုပြီးတော့မွန်မြတ်တဲ့အရာပိုပြီးတော့ကြီးမားတဲ့အရာတွေထက်ပေါ့နော်သူ့သားကိုမိတ်ဆက်တဲ့ကဲ့သို့ဒီကနေ့ကျမတို့အသက်တာထဲမှာလဲအဲ့ဒီအရာတွေကိုကျမတို့ဆွဲကပ်ရင်းနဲ့ကျမတို့အသက်ရှင်ဖို့ရန်အတွက်ကျမခေါ်ဖိတ်ချင်ပါတယ်အာမင်အဲ့ဒီသုံးချက်အနေနဲ့ပေါ့နော်ကျမပြောချင်တယ်ပထမအချက်အနေနဲ့ကျမတို့ကိုးကွယ်တဲ့ဖျားခင်ကိုကျမတို့သိဖို့ရန်ရင်းနှီးနဲ့ကျမတို့သိဖို့ရန်တကယ်ပဲလိုအပ်တာဖြစ်တယ်အာမင်ကျမတို့ဖျားခင်ကိုရင်းနှီးနဲ့သိမယ်ဆိုလို့ရှိရင်လာခဲဖျားကြောင်းသွားရအောင်ဖျားခင်ကိုချီးမွမ်းရအောင်လာအရှိသွားရအောင်ဆိုတဲ့အရာတွေမလိုပဲနဲ့ပေါ့နော်ကိုယ်တိုင်ကဆန္ဒရှိလျက်ပေါ့နော်ကျမတို့ကတိုးဝင်ခြင်းတဲ့ဆန္ဒကျမတို့တက်တာထဲမှာရှိလာမယ်ဖျားခင်ကိုကိုးကွယ်ခြင်းတဲ့ဆန္ဒဒုတိယဖြစ်တယ်ပေါ့နော်စိတ်နှလုံးအကျွမ်းမဲ့နဲ့ရှိသမျှအရာတွေနဲ့ဖျားခင်အတွက်ကျမတို့ပါဝင်ခြင်းတဲ့ဆန္ဒတွေကျမတို့တက်တာထဲမှာအလိုအလျောက်ပေါ်ပေါက်လာမှာဖြစ်တယ်ထို့တဲ့ကြောင့်တတိယချက်အနေနဲ့ကျမတို့ဖျားခင်ကိုရှာတဲ့အခါမှာစိတ်အတွေ့ခံတဲ့အထီးပေါ့နော်ကျမတို့ရှာဖွေရလိုအပ်တာဖြစ်တယ်အာမင်အပြင်ပန်းတန်ရှာရင်တော့မတွေ့နိုင်ဘူးပေါ့နော်အပြင်ပန်းတန်ရှာရဲဆိုတာကဘာကိုဆိုလဲဆိုလို့ရှိရင်crusade တွေကြက်ပြီးတွေပေါ့နော်ကျမတို့ conference တွေပါပေါ့နော်ကျမတို့အဲ့ဒီဟာတွေကိုတစ်နှစ်မှာတစ်ခါလောက်ပဲသွားပြီးတော့ပါဝင်ခြင်းကအပြင်ပန်းတန်နဲ့တူတယ်ပေါ့နော်ဒါပေမဲ့အတွင်းနှလုံးသားနဲ့ဒါမှမဟုတ်ပေါ့နော်စိတ်နှလုံးကျွမ်းမဲ့နဲ့ရှာတဲ့သူကဘယ်သူတွေလဲဆိုလို့ရှိရင်နေ့တိုင်းမှာပေါ့နော်ဘုရားခင်နဲ့ချိန်ယူလျက်ဝတ်ပြုကိုးကွယ်ခြင်းစီစဉ်တိုင်းမှာအမြဲတမ်းပါဝင်တဲ့သူကိုဆိုလိုတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့တက်တာထဲမှာကျမတို့ကဘုရားခင်ကိုတွေးဖို့ရန်အတွက်ပေါ့နော်ကျမတို့တက်တာထဲပါကျမတို့တက်တာကိုဆင်ခြင်ရင်းနဲ့ကျမတို့ကအတွေ့ဘုရားခင်ကိုတွေးတဲ့အထိကျမတို့ကရှာဖို့ရအတွက်ဖျက်ခင်အလိုရှိတယ်ဆိုတဲ့အရာကိုကျမပြောချင်ပါတယ်အာမင်အရောက်စီတိုင်းကျမဒီနေ့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်အတိုင်းပေါ့နော်အရောက်စီတိုင်းကိုဖျက်ခင်စကားပြောပါစေပြီးတော့နောက်ဆုံးနေတဲ့ကျမ်းပိုက်တစ်ပိုက်ကျမဖတ်ချင်သေးတယ်ဒီဟာကတော့ဗာလဲဆိုလို့ရှိရင်အငယ်20မှာပေါ့နော်
ရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး28အငယ်20မှာသားတော်ဆိုလမွန်အားလည်းတင်ဒီအာယူ၍ရဲရင်သောစိတ်နဲ့လှုပ်ဆောင်လောမစိုးရိမ်နဲ့စိတ်မပြတ်နဲ့ငါ၏ဖျားခင်ထာဝရဖျားသည်တင်နဲ့အတူရှိတော်မူမည်ထာဝရဖျား၏အိမ်တော်မူထာဝရဖျား၏အိမ်တော်မူကိုဆောင်ရွက်ရာ၌လှုပ်ဆောင်၍လက်မစသက်လက်စမတက်မီတိုင်အောင်တင့်ကိုစွန့်တော်မမူပြစ်တော်မမူအာမင်ရှင်ဘုရင်ဒေးဗစ်ကဘောနော်သူ့သားကိုအဲ့ဒီအရာတွေနဲ့မိတ်ဆက်ပေးအောင်တာမကသူ့သားကိုခွန်အားပေးတယ်ဆိုတဲ့အရာကိုကျမတို့တွေ့မြင်နိုင်တာဖြစ်တယ်ဒီအရာကိုဆင်ခြင်ရင်းနဲ့ကျမတို့တက်တာထဲမှာလဲကျမတို့ဘောနော်ဖျားခင်ကိုကျမတို့တိမြင်ယုံတာမကဘဲနဲ့ကျမတို့ရဲ့ဆက်ဆိုင်တဲ့သူတွေကိုကျမတို့ရှင်ဘုရင်ဒေးဗစ်ကဲ့သို့ကျမတို့အမွေပေးဖို့ရန်အတွက်ကျမဒီနေ့တိုက်တွန်းခြင်းနဲ့ကိုကဘောနော်ကိုတကယ်ချင်းတွေကိုဘယ်လိုအမွေပေးခြင်းလဲကျမတို့ဒီနှုတ်ကပတ်တော်အတိုင်းပဲမနော်ရှင်မင်းဒေးဗစ်ကဆောတူတာဆိုလမွန်ကိုအမွေပေးတဲ့ကဲတော့ကျမတို့အခုနောက်ဆုံးတော့ကာလမှာကျမတို့အေဝံဂေလိတရားတော်လကောင်းကျမတို့ကကိုနဲ့ဆက်ဆိုင်တဲ့သူတွေကိုကျမ listen camp ပေးဖို့ပေါ့နော် listen camp ပေးဖို့ကျမတို့တကယ်ပဲအချိန်ကြာရောက်လာတာဖြစ်တယ်လောကကမတည်မြဲဘူးပေါ့နော်မနေ့ဖြန်ပါဖြစ်မလဲဆိုတဲ့အရာလဲကျမတို့လက်ထဲမှာမရှိဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့အလုပ်ထဲမှာတော်လကောင်းကျမတို့မိသားစုထဲမှာတော်လကောင်းပေါ့နော်ဖျားခင်ကိုမတိသေးတဲ့သူတွေကိုကိုတိတဲ့ဖျားနဲ့ကျမတို့မိတ်ဆက်ပေးဖို့ရန်နောက်ဆုံးအနေနဲ့ကျမခွန်အားပေးခြင်းနဲ့အာမင်ရှင်ဘုရင်ဒေးဗစ်ကဲ့သို့ပေါ့နော်ရှင်ဘုရင်ဒေးဗစ်ကဆောလမွန်ကိုမှာကြားတဲ့ကဲ့သို့ကျမတို့တက်တာထဲမှာလည်းမတိသေးတဲ့သူယေရှုကိုတကယ်ပဲတိကျွမ်းခြင်းမရှိတဲ့သူတွေကိုပေါ့နော်ကျမတို့ listen ကန်ပေးရအောင်လို့ကျမခွန်အားပေးခြင်းနဲ့ဘာဖြစ်လို့ကျမစိတ်ထဲမှာအဲ့လိုပေါ်လာလဲဆိုလို့ရှိရင်စနေနေ့ကပေါ့နော်ကျမတို့ရွာသားတယောက်ကကျမတို့ကြားပြီးသားအတိုင်းပဲအလုပ်သွားဖို့ရသွားတဲ့ခါမှာပေါ့နော်သူပြန်လာတဲ့ခါမှာစီမပြေလို့ပြန်လာတဲ့ခါမှာကားတိုက်ပြီးတော့ချစ်ချင်းတည်ဆုံးတဲ့ခါမှာတကယ်ပဲစိတ်နှလုံးကြည်ကွဲရတယ်ပေါ့နော်အိုးခက်နဲ့မလေးရှားလာတယ်ခက်နဲ့လမ်းဆေးမရှိလို့ပေါ့နော်တကယ်လို့လမ်းဆေးရှိမယ်ဆိုလို့ရှိရင်သူက grab ကားစီးပြီးတော့ချောမုံနဲ့သူကရောက်ရှိနိုင်တာဖြစ်တယ်ဒါပေမဲ့လမ်းဆေးမရှိတဲ့အခါမှာသူလမ်းလျှောက်ပြီးတော့လာရင်းနဲ့ပဲအသက်ကိုဆုံးရှုံးသွားတယ်ဆိုတဲ့အရာကိုကျမစဉ်းစားတဲ့အခါမှာတကယ်ပဲတနာတယ်ဂယုဏလည်းတက်မိတယ်ပြီးတဲ့အခါမှာအိုးသူတက်တာထဲမှာကဲတင်ချင်းစိတ်ချမှုရောတကယ်ရှိမလားဆိုတဲ့အရာကပေါ့နော်ကျမရဲ့စိတ်ထဲမှာဒင်းခင်းနဲ့ဝင်လာပြီးတော့ပေါ့နော်တကယ်ပဲကျမတို့ခုနကျမတို့တချင်းဆိုတဲ့အတိုင်းပဲပေါ့နော်ကျမတို့ထလို့လင်းလို့ဆိုတဲ့အတိုင်းပဲပေါ့နော်ကျမတို့ထဖို့ရန်ကျမတို့ရဲ့အလင်းကိုသူတပားအတွက်ကျမတို့လင်းဖို့ရန်ကျမတို့အချိန်ကြာရောက်လာပြီးဖြစ်တဲ့အကြောင်းကိုပေါ့နော်ဒီမှာရှေ့ယုံကြည်သူရောက်စီတိုင်းကိုကျမဝင်ငှချင်တယ်ကျမတို့ရဲ့အလင်းကိုတယောက်ပေါ်မှာကျမတို့ထွန်းတောက်ဖို့အလင်းလင်းဖို့ရန်အတွက်တကယ်ပဲကြာရောက်လာပြီဆိုပြီးတော့ကျမဒီနေ့တတိပေးချင်တယ်အာမင်ဖျားခင်ရဲ့အမှုတော်ကိုကျမတို့အတူတကွထမ်းဆောင်ရအောင်လှုပ်ဆောင်ရအောင်အတူတကွထမ်းရွေရအောင်အာမင်ဆရာတွေမနိုင်တဲ့အရာတွေကိုအတင်းသူတင်းသားတွေကနိုင်တဲ့အတွက်ကြောင့်ကျမတို့ကအတူတကွလှုပ်ဆောင်ဖို့ရန်ဖျားခင်ကအလိုတော်ရှိတာဖြစ်တယ်အာမင်ခုနတခြင်းအတိုင်းပဲကျမတို့ထွန်းလင်းလျက်ကျမတို့ရဲ့အလင်းကိုထွန်းတောက်ဖို့ရအတွက်ဖျက်ခဲ့လို့ရှိတယ်ဆိုတဲ့အရာနဲ့ကျမဆုံးသက်ချင်ပါတယ်အခုချိန်မှာအားလုံးမသိရပြီးတော့ဗောနော်ကျမတို့ဒီနှုတ်ကပတ်တော်ကိုစင်ချင်နှလုံးသွင်းရင်းနဲ့ဗောနော်ကျမတို့တက်တာကိုစက္ကန့်အနိုင်ရအောင်worship တင်းတွေကဗောနော်တခြင်းတပုတ်သူတို့ရွေးချယ်ထားတဲ့တခြင်းကိုကျမတို့အတူတကွာဒီဆိုရင်းနဲ့ကျမတို့တက်တာကိုစင်ချင်နှလုံးသွင်းရအောင်ကျမအနေနဲ့ကျမတတ်နိုင်တဲ့လောက်ကျမဝင်ရတယ်ဒါပေမဲ့မိတ်ဆွေအနေနဲ့ပေါ့နော်ဒီနှုတ်ကပတ်တော်ကိုအိမ်ရောက်တဲ့အခါမှာပြန်လဲပြီးတော့စင်ချင်နှလုံးသွင်းနဲ့ဒီရှင်ဘုရင်ဒေးဗစ်ကဲ့သို့အမွေပေးဖို့ရကျမတို့မှာတကယ်ပဲအမွေရှိရလားဆိုတဲ့အရာကိုစင်ချင်နှလုံးသွင်းနဲ့ကျမတို့တက်တာကိုစက္ကန့်ရအောင်Guru Pide, Atene
ရှိလာကြတဲ့အရောက်စီအသက်တာထဲမှာကိုရောကိုတကယ်ပဲမသိသေးတဲ့သူတွေကိုရောနဲ့တကယ်ပဲမရင်းနေတဲ့သူတွေရှိခဲ့တော့ကိုရောရှင်ဖဖျားဒီကနေ့တစ်ဖန်ကိုရောရှင်တို့ချီတော်မူပါအာမင်ကိုရောနဲ့ရှောက်လန်းလျက်ကိုရောအတန်တို့ကိုကြားနိုင်ရတော့ခွင့်ကိုရောရှင်ဖဖျားပေးသနာတော်မူပါအာမင်ကိုရောဟာခေါ်တဲ့အခါမှာထိုးတဲ့ဖျားဖြစ်တဲ့ဆိုတဲ့အတိုင်းပဲကိုရောကိုခေါ်ဖို့ရန်အတွက်အရောက်စေတတာကိုကိုရောရှင်ဖဖျားကောင်းချီးပေးတော်မူပါအာမင်အခက်ခဲတွေကြုံတွေ့တဲ့အခါမှာအဲ့ဒီအခက်ခဲထဲမှာပဲအချိန်မကုန်ပဲနဲ့ကိုရောကိုအချိန်မီခေါ်တတ်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ကိုရောရှင်ဖဖျားကောင်းချီးပေးတော်မူပါအာမင်အသွေးခံတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်ပါ၏ကိုရောကိုရောတာလင်သားသမီးတို့အတွက်ကောင်းမြတ်တဲ့ဖျားခင်ဖြစ်တဲ့ကိုရောကိုယေရှုတင်ပါ၏အာမင်ဒီကနေ့သားတို့သမီးတို့
ကိုရဲမျက်မှောက်တော်ကိုလာတဲ့အခါမှာအပြင်ပန်းတရံပဲလာခြင်းမဟုတ်ပဲနဲ့စိတ်နှလုံးအချင်းမဲနဲ့ကိုရောနဲ့ထိတွေ့တော်သူတွေဖြစ်ဖို့ရန်အတွက်လဲကိုရရှင်ရောက်စီတိုင်းကိုကောင်းချီးပေးတော်မူပါအာမင်ကိုရောရဲ့မျက်နှာตาကိုရတော့ရောက်စီတိုင်းဖြစ်ဖို့ရန်အတွက်လဲကိုရရှင်ဖပြကောင်းချီးပေးတော်မူပါအာမင်ယေရှုတင်တဲ့ဖဖဒီကနေ့မြန်မာစီစဉ်ကိုလဲအောင်မြင်စွာနဲ့ကိုရရှင်ဖပြပြီးဆုံးရတော့ခွင့်ပေးတဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်တယ်အာမင်ကိုရမျက်မှောက်တော်ထဲသို့သွဝင်လာရောက်ရှိလာကြတဲ့အရောက်စီတိုင်းကိုကိုရရှင်ဖပြကောင်းချီးပေးတော်မူပါအာမင်ဒီကိုလာရောက်ခြင်းအဖြစ်သူတို့ရဲ့အသက်တာထဲမှာမတိသေးတဲ့အရာတွေမမြင်သေးတဲ့အရာတွေမရနိုင်သေးတဲ့ကောင်းချီးတွေမပွင့်သေးတဲ့တကားတွေပွင့်ရတော့ခွင့်ဖပြကိုရရှင်ဖပြပေးနာတော်မူပါဟာလေလုယာကိုရရှင်ဖပြယေရှုတင်တယ်ဒီကနေ့ဂျာနာရဲ့နှုတ်ကပတ်တော်အတွက်ယေရှုတင်တယ်ဒီကနေ့ချီးမွမ်းကိုယ်ွယ်ခြင်းထဲမှာကိုရရှင်ရဲ့အတူပါရှိခြင်းအရာအတွက်လည်းကိုရကိုယေရှုတင်ပါ၏ဒီမှာရောက်ရှိလာကြတဲ့အရောက်စီတိုင်းကိုကိုရရှင်ဖပြအလားမကောင်းချီးပေးတဲ့ကဲ့သို့အပြတ်မှာလည်းကိုရရှင်ဖပြကောင်းချီးပေးတော်မူပါအာမင်ကျမစောနဲ့အရောက်ရတော့ကိုဖပြကိုရရှင်ပေးတနာတော်မူပါအာမင်ဒီနေ့မြန်မာစီစဉ်ကိုကျမစောနဲ့ပြီးဆုံးရတော့ခွင့်ပေးတဲ့ကဲ့သို့ရှိပတ်များမှာလဲကိုရဲ့ဝတ်ပြုကိုယ်ချင်းစီစဉ်ကိုကောင်းမှုစွာနဲ့ဝတ်ပြုကိုယ်ဖွင့်ရန်အတွက်လဲကိုရရှင်ဖဖျားခွင့်ပေးတော်မူပါကိုရဲ့ယေရှုတော်နာမတော်ကိုချီးမွမ်းရင်းနဲ့ယေရှုနာမနဲ့ဆုတောင်းပါ၏အာမင်